ဘေးဆော့တစ်မျိုးတည်းရှိုံနဲ့အိမ်မှာဆက်ပြကိုအလွယ်တကူလုပ်ပြီးတော့သုံးလို့ရပါပြီရှင်ဒီဆက်ပြလေးကကြတော့မျက်နှာတိလို့လည်းရတယ်ရေချိုးလို့လည်းရပါတယ်ဒီနေ့ကတော့ဘေးဆော့အခဲအနောက်ကိုသုံးတာဖြစ်ပါတယ်ရှင်အနောက်သုံးလို့လည်းရတယ်အကြည့်သုံးလို့လည်းရတယ်เนาะအာနီတင်ကတော့အတူတူပါပဲ quality ကောင်းတဲ့ဘေးဆော့ကိုသုံးနေဆိုလို့ရှိရင်တော့ဆက်ပြခဲလဲ quality ကောင်းတဲ့ဆက်ပြခဲထွက်လာမှာဖြစ်ပါတယ်ရှင်ဘေးဆော့ကိုအခဲသေးသေးလေးတွေတုံးပြီးလို့ရှိရင်တော့ဒီလိုမျိုးပေါင်းပေးမယ်เนาะအရေးပျော်သွားတဲ့အထီကိုထားပေးပါမယ်ပြီးလို့ရှိရင်တော့ကျမတို့ပေါင်ပစ္စည်းလေးတွေကိုလာပြီးတော့ပြင်ပေးမယ်เนาะဒီနေ့ကတော့စနွင်းထည့်မယ်ပြားရည်ထည့်မယ်ပြီးလို့ရှိရင် T3 oil ရဲ့အနံ့ရဲ့ပေါ့နော်ပေါင်ပစ္စည်းလေးတွေကိုအကုန်လုံးရောပြီးတော့ထည့်လိုက်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျမတို့တမအောင်မှွေပေးမယ်နော်ဒီနေရာမှာဆိုလို့ရှိရင်အယောင်ထည့်ခြင်းလည်းထည့်လို့ရတယ်ပြီးလို့ရှိရင်ကျမကတော့ဝက်ချန်တက်တာစေတဲ့ BHA ဆေးလေးပါအနည်းငယ်ထည့်လိုက်တယ်နော်ဒီမှာဆိုလို့ရှိရင်တော့ဘေးဆော့အခဲတွေကအရေးပြောသွားပြီဆိုရင်ဒီခွက်ထဲကိုလောင်းထည့်လိုက်မယ်ဒီနေ့ကတော့ဆီလီကွန်မိုခွက်မသုံးတော့ဘူးနော်ဒီ plastic ခွက်ထဲကိုပဲအကုန်လုံးလောင်းထည့်လိုက်တယ်နော်လောင်းထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့တမအောင်မှွေပေးပြီးသွားရင်သူ့ကိုခဲတဲ့အထိထားရမယ်နော်သူကတော့ခဲတာနဲ့ချက်ချင်းသုံးလို့ရတယ်နော် CBHP လိုမျိုးနှစ်ပတ်၄ပတ်ထားကြမလို့เนาะဒီမှာဆိုလို့ရှိရင်တော့ခဲသွားတာနဲ့မူခွက်တွေကထုတ်လိုက်ပါပြီ